လေပြင်းတွေကတဝဝတိုက်ခတ်လာပြီးကောင်းကင်ကြီးကလည်းမောင်မဲကမုန်တိုင်းတွေထမ်းလာပါတယ်ဘာတွေဖြစ်ကုန်တာလဲနယ်လီဖီရှန်ကျမတို့ရဲ့သမီးလေးကိုတော့ဒုက္ခမပေးပါနဲ့ဟောရှိတုန်းကမော်အတက်တွေနဲ့ပြင်းနှက်နေတဲ့တိုင်းပြည်ကြီးတစ်ခုမှာဘရင်ကြီးတစ်ပါးနဲ့မိဖုရားကြီးတစ်ပါးတို့စိုးစံခဲ့ကြပါတယ်။သူတို့နှစ်ဦးဟာစီးစိမ်ဥစ္စာတွေနဲ့ပြည့်စုံနေကြပေမဲ့ရင်ထဲမှာတော့ဝမ်းနဲ့ချင်းတွေကအမြဲတမ်းပြင်းနှက်နေခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့သူတို့မှာထီးနှန်းကိုစက်ခံမဲ့ရင်သွေးရတနာမရနိုင်လို့ပါပဲ။ကြောင့်ပေမဲ့တနေ့တော့ตาရလှပတဲ့မနက်ခင်းလေးမှာတနိုင်ငံလုံးကိုပျော်ရွှင်သွားစေမဲ့သတင်းကောင်းကြီးတစ်ခုကရောက်ရှိလာပါတော့တယ်။အဲ့ဒါကတော့မိဖုရားကြီးမှာကံကောင်းထောက်မစွာနဲ့ရင်သွေးရတနာလေးကိုရရှိသွားခဲ့ပါတယ်။လာအနှဲငယ်ကြပြီးရဲ့နောက်မှာတော့အယံကိုချစ်စရာကောင်းတဲ့မင်းသမီးလေးတစ်ပါးကိုဖွားမြင်ခဲ့ပါတယ်။သူကို Aurora လို့နာမည်ပေးခဲ့ကြပါတယ်။မင်းသမီးလေး Aurora ရဲ့အလှတရားကထူးခြားလွန်းတာမို့တနိုင်ငံလုံးရဲ့နှလုံးသားကိုသိမ်းပိုက်လိုက်သလိုပါပဲ။ငါရဲ့ချစ်သမီးတော်လေးအတွက်ကောင်းကြီးပေးပွဲကိုလာမယ့်တနင်္ဂနွေမှာကျင်းပမယ်။တနိုင်ငံလုံးမှာရှိတဲ့လူတွေရောနတ်သမီးတွေရောအကုန်လုံးကိုဖိတ်ကြားလိုက်ပါကောင်းကြီးပေးပွဲကိုနီးကပ်လာတာနဲ့အမျှတိုင်းသူပြည်သားတွေရောနတ်သမီးတွေကပါမင်းသမီးလေးကိုဖူးမြော်ရဖို့အယံအောင်စိတ်လှုပ်ရှားနေကြပါတယ်ဒီလိုနဲ့ပွဲတော်ရက်တို့ရောက်ရှိလာပါတော့တယ်နတ်သမီးလေးတွေကလည်းမင်းသမီးလေးကိုတအူပြီးတအူကောင်းကြီးပေးကြပါတော့တယ်အိုးချစ်စရာကောင်းလိုက်တဲ့ Aurora လေးရဲ့မင်းဟာဒီကဘာမှာအလှဆုံးမင်းသမီးလေးဖြစ်လာပါစေလို့ကောင်းကြီးပေးလိုက်ပါတယ်သမီးလေးရဲ့အတန်ညချမ်းမှာတီးဆိုတဲ့ Nightingale ငှက်ကလေးရဲ့တေးသံထက်ကိုပိုပြီးတော့ချူတာပါစီကွယ်ဒီလိုနဲ့ကောင်းကြီးမင်္ဂလာတွေဟာမနက်ခင်းမှာကြားတဲ့နှင်းဆက်ကလေးတွေလိုတဖွဲဖွဲစီးစင်းအေးချမ်းလို့နေပါတော့တယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲလေပြင်းတွေကတဝဝတိုက်ခတ်လာပြီးကောင်းကင်ကြီးကလည်းမောင်မဲကမုန်တိုင်းတွေထမ်းလာပါတယ်။အိုးရာသီဥတုကဘာလို့ဒီလောက်တောင်ကြမ်းတမ်းသွားရတာလဲ။ငါတို့လက်သမီးတို့များဒီပွဲမှာရှန်ထားခဲ့ရဲတယ်ဗောလေ Oh no မာနီဖီးချက်မလားဘယ်လိုလုပ်ကြမလဲငါတို့ကဒုက္ခရောက်ကုန်တော့မှာပဲကဲစိုးစမ်းပါအရှင်မင်းကြီးရှင့်ရဲ့ချစ်လောက်စွာသောချစ်သမီးလေးရဲ့ရှီမွန်ပွဲကိုအသေးစိတ်ပြင်ဆင်ထားတယ်လို့ကျမကြားသိရဒါပေမဲ့အဲ့ဒီစည်ရင်းလေးမှာကျမနာမည်တော့ပါမလာခဲ့ဘူးနော်ဘာလဲကျမရှင့်ရဲ့ရီးစားဟောင်းဖြစ်နေလို့မဖိတ်ရဲတာလားမဟုတ်ပါဘူးမယ်လီဖီရှန်ရဲ့ငါမင်းကိုမှဆက်သွယ်လို့မရခဲ့ရဟုတ်ပြီလေထားပါတော့ဒါဆိုကျမအခုရှင့်ရဲ့သမီးလေးကိုကောင်းစီပေးလို့ရပြီလားမယ်လီဖီရှန်ကျမတို့ရဲ့သမီးလေးကိုတော့ဒုက္ခမပေးပါနဲ့ဒါပေါ့ကျမနဲ့သမီးရဲ့ဥစ္စာဘာလို့ဒုက္ခပေးရမှာလဲကောင်းကြီးပဲပေးမှာပါကဲဒီကလေးမလေးကိုအလွန်လှပတဲ့ဘဝတစ်ခုပိုင်ဆိုင်ဖို့ကျမမယ်လီဖီရှန်ကောင်းကြီးပေးပါရဲ့ဒါပေမဲ့အဲ့ဒါအသက်16နှစ်ပြည့်ရဲ့နေ့အထိပါပဲ16နှစ်ပြည့်ပြီးရဲ့နောက်မှာတော့ဒီမင်းသမီးလေးဟာရှင်ငယ်တဲ့ရဟတ်ရဲ့အသွားနဲ့လက်ချောင်းလေးတွေကိုထိုးမိထာဝရအသက်ရှူရသွားပါစေဒီလိုပြောပြရတဲ့မယ်လီဖီရှန်ဟာပရင်းပေါက်ကိုရိုက်ခွဲပြီးမောင်မဲတဲ့တိမ်နဲ့ထဲမှာပျောက်ကွယ်သွားပါတော့တယ်။အော်ဖယားကြီးဒုက္ခပါပဲ။ဟုတ်ကြပါ။မင်းကြီးဖယားစိတ်မပူပါနဲ့။ကျမမှာပေးစရာကောင်းကြီးတစ်ခုရှိပါသေးတယ်။အချင်းမင်းကြီးတို့အတွက်တက်တာရစေမယ့်အကူအညီတစ်ခုကိုကျမပေးနိုင်ပါတယ်။အော်လောကကြီးကိုတိုင်တဲပါတယ်။မင်းသမီးလေးအသက်16နှစ်အရွယ်အပ်သွားနဲ့ထိမိတဲ့အခါအသက်ရှူရက်ပြီးသေဆုံးသွားမှာမဟုတ်ပါဘူး။သူမအလွန်နှစ်ချိုက်စွာအိမ်မောကျသွားမှာဖြစ်ပြီးစဲမှန်တဲ့မင်းသားတစ်ပါးရဲ့အနမ်းကိုရရှိတဲ့အခါမှာတော့ပြန်လဲနိုးထနိုင်ပါစေ။ဟာဒီကောင်မဖြစ်ဘူး။ငါဒါကိုလုံးဝအဖြစ်မခံနိုင်ဘူး။မယ်လီဖီရှန်ကိုကဘာမြေအစုံးထိလိုက်ရှာပြီးဖမ်းဆီးစေ။အဲ့ဒီနေရာစပြီးဘယင်ကြီးကတိုင်းပြည်အတွင်းမှာရှိတဲ့ရှီငယ်ရဟတ်အားလုံးကိုသိမ်းဆဲဖျက်ဆီးပြီးအခန်းထဲမှာစုပုံထားစေခဲ့ပါတယ်။ပြီးနောက်နန်းတော်အဆောင်တပ်သားတွေကိုကျိန်စာကိုဖျက်ဆီးနိုင်မဲ့တဦးတည်းသောသူမယ်လီဖီရှန်ကိုရှာဖွေဖို့ညွှန်ကြားခဲ့ပါတယ်။ဒါပေမဲ့မယ်လီဖီရှန်ကတော့ဘယ်သူမှရှာမတွေ့နိုင်တဲ့နေရာမှာပုံအောင်နေခဲ့ပါတယ်။ဒီလိုနဲ့နှစ်ပေါင်းများစွာကုန်လွန်သွားခဲ့ပြီးမင်းသမီးလေးအော်ရိုရာဟာအလွန်လှပပြီးပညာရှိတဲ့မိန်းကလေးတဦးဖြစ်ကြီးပြင်းလာခဲ့ပါတယ်။အော်ရိုရာလေးရဲ့မနက်ခင်းတိုင်းက
ချစ်ချင်မြတ်တာတွေနဲ့စတင်ခဲ့ရပြီးသူမရဲ့နှလုံးခုန်တန်တိုင်းအတွက်နိုင်ငံတော်ကြီးတစ်ခုလုံးကလည်းတာယာတဲ့သရှင်တန်တွေနဲ့ဂုဏ်ပြုနေကြသလိုပါပဲသူမကိုမြင်လိုက်ရသူတိုင်းကဝိုးဝါလို့ရေရွကြရလောက်အောင်အင်မတန်မှချောမောလှပလာခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းနန်းတော်ရဲ့လုံခြုံရေးကိုအထူးတိုးမြင့်ထားခဲ့ပါတယ်။အဆောင်သက်သားတွေကလည်းမယ်လီဖီရှန်ကိုဖမ်းဆီးဖို့နေ့စဉ်နဲ့အမျှမပြတ်တမ်းလိုက်ရှာနေခဲ့တာပေါ့။မယ်လီဖီရှန်ကကျိန်စာကိုဖျက်သိမ်းပေးနိုင်တယ်လို့အချိန်မရွေးလဲမင်းသမီးလေးကိုဒုက္ခလာပေးနိုင်တယ်လေ။ဒီလိုနဲ့အော်ရာလေးရဲ့အသက်16နှစ်ပြည့်မွေးနေ့ဟာတဖြည်းဖြည်းနီးကပ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းဘသူကမှမင်းသမီးလေးရဲ့ကံကြမ္မာဆိုးအကြောင်းကိုပြောပြဖို့တတိမရှိခဲ့ကြပါဘူး။ဒါပေမဲ့လည်းလူတွေပြောလို့ရှိကြသလိုပါပဲ။ကံကြမ္မာဆိုတာသူ့အစီအစဉ်နဲ့သူရှိပြီးသားပါတဲ့။ဒီနေ့မှာတော့အော်ရာလေးဟာဟောင်းနှမ်းတဲ့ချင်းငွေရဟတ်တွေသိမ်းဆဲထားတဲ့အခန်းထဲကိုမတော်တဆရောက်ရှိသွားခဲ့ပါတော့တယ်။အော်ရာလေးရဲ့မျက်ဝန်းတွေကထူးဆန်းတဲ့ရှင်ငယ်ရဟတ်ရှိမှရပ်တန့်သွားပါတော့တယ်။ကံကြမ္မာရဲ့စေခိုင်းမှုအတိုင်းအပ်သွားတဲ့လက်ကိုအလင်းအမြန်ထိကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီနေရာမှာပဲလဲကြပြီးထာဝရအိပ်ဆက်ခြင်းအဖြစ်သို့ရောက်ရှိသွားပါတော့တယ်။ကံကြမ္မာဆိုးကြီးဖြစ်ပြီးသွားကြောင်းကိုအော်ရာလေးကိုစောင့်ရှောက်နေတဲ့နတ်သမီး၃ပါးကရှက်ရှင်သိရှိလိုက်ရပါတယ်။အိုးမယ်လီဖီရှန်အကြံစီအောင်မြင်သွားပြီ။ဘရင်ကြီးနဲ့မိဖုရားကြီးတာတိသွားရင်ကွဲနာကြပြီးတေသွားကြလိမ့်မယ်။ဒီလိုမျိုးတော့အဖြစ်မခံနိုင်ငါတို့တခုခုတော့လုပ်ရမယ်။အရင်ဆုံးမင်းသမီးလေးတည်ဆုံသွားတာမသိအောင်တတိုင်းပြည်လုံးကိုအိုမင်းချင်းမရှိတဲ့အိတ်ဆက်ချင်းတွေကိုထည့်ထားကြရအောင်ပြီးတော့မှမင်းသမီးလေးကိုစစ်မှန်တဲ့အနမ်းပေးနိုင်တဲ့မင်းသားတစ်ပါးကိုရှာဖွေကြပါဒီလိုနဲ့နတ်သမီး၃ဖော်လဲနန်းတော်ကြီးတစ်ခုလုံးကိုအိမ်မော်ကြနေတဲ့ကဘာလေးတစ်ခုအဖြစ်ပြောင်းလဲဖို့ဆုံးဖြတ်လိုက်ကြပါတယ်ပြီးတော့သူတို့ရဲ့ချလားစွာသောအော်ရာလေးကိုနန်းတော်ကရင်ထက်မှအသားအရာသိပ်ထားလိုက်ပါတယ်ချစ်သမီးလေးမစိုးရိမ်နဲ့နော်သမီးလေးကိုကယ်တင်ပေးမယ်မင်းသားလေးကိုအမေတို့မရရအောင်ရှာပေးမယ်ဒီလိုနဲ့အချိန်တွေကုန်လွန်လာတာနဲ့အမျှနန်းတော်ကြီးရဲ့ပပတ်လည်မှာတပ်ပံကြီးတွေနဲ့ရိုင်းဆိုင်တဲ့နွယ်ပင်တွေဟာထူထပ်စွာပေါက်ရောက်လာခဲ့ပါတယ်ဒါကြောင့်အဲ့ဒီနေရာကြီးဟာချိန်စာတဲ့တော်အုပ်လို့လည်းနာမည်ကြီးလာပါတော့တယ်နှစ်ပေါင်းများစွာကြာတဲ့တိုင်အောင်နတ်သမီး၃ဖော်ဟာကဘာအနှံ့လှည့်လည်ပြီးသူတို့ရဲ့မင်းသားလေးကိုလိုက်လံရှာဖွေခဲ့ပါတယ်အိုးဒီမင်းသားကလည်းစားလို့ကိုမဝနိုင်ပါလားအစင်မပြေပါဘူးသူကလည်းအမြဲတမ်းအိတ်နေတော့တာပဲနတ်သမီးလေးတွေကဆယ်စုနှစ်ပေါင်းများစွာကဘာအနှံ့မှာရှာဖွေနေခဲ့ကြပေမဲ့သူတို့ရဲ့အကြိုက်ကိုမတွေ့ခဲ့ပါဘူးဒါပေမဲ့သူတို့ရဲ့အိမ်နီးချင်းနိုင်ငံကအရွယ်ရောက်ပြီးအရန်ကိုတော်တဲ့မင်းသားလေးတစ်ပါးကြီးတင်းလာတာကိုသတိမထားမိပဲကြံရိပ်ခဲ့ပါတယ်အဲ့ဒီမင်းသားလေးကတန်မာထွားကြိုင်းပြီးကျင်နာတက်တဲ့စိတ်နှလုံးရှိသူတူပါဘယင်ကြီးနဲ့မင်းသားလေးတို့ကမယ်လီဖီရှာရဲ့ရုံမာမှုတွေကိုကောင်းကောင်းကြီးသိပေမဲ့ကျိန်စာတစ်တောအုပ်အကြောင်းကိုတော့မသိခဲ့ပါဘူး။အိုးမယ်လီဖီရှာသာဒီတောအုပ်ကြီးကိုသိမ်းပိုက်လိုက်မယ်ဆိုရင်ငါတို့နိုင်ငံကိုလည်းမကြခင်မှာဝါမြုပ်သွားလိမ့်မယ်။ဒီအတွက်တော့မစိုးရင်ပါနဲ့ခမီးတော့ဒီတစ်ချိန်မှာတော့မယ်လီဖီရှာကိုအပီးတိုင်းဖျက်ဆီးပလိုက်ပါမယ်။အဲ့ဒီနောက်မှာတော့တမိုင်းဝင်ဒီတနီကိုရောက်ရှိလာခဲ့ပါတယ်အလွန်ပြင်းထန်တဲ့တိုက်ပွဲကြီးတစ်ခုကိုဆင်နွှဲခဲ့ပြီးနောက်မှာတော့မယ်လီဖီရှန်ဟာမင်းသားရဲ့လက်အောက်မှာရှုံးနိမ့်သွားခဲ့ပါတော့တယ်တနိုင်ငံလုံးကလည်းအောင်ပွဲအတွက်ပျော်ရွှင်ခဲ့ကြသလိုနတ်သမီးလေးတွေကလည်းတင့်တော်တဲ့မင်းသားလေးကိုတွေ့ပြီးဆိုပြီးအားရဝမ်းသာဖြစ်နေခဲ့ကြတော့တာပေါ့ငါတို့ကလည်းနော်တော်တော်ကန်းတာပဲအိမ်နီးချင်းနိုင်ငံမှာလည်းမင်းသားလေးရှိနေရတာနဲ့နှစ်ပေါင်းများစွာကြာအောင်ကဘာပတ်နေရသေးတယ်အမလေးဒီအဖြစ်ပြက်တွေပြီးရင်တော့ငါတို့မျက်စိဆရာဝန်ပြမှာဖြစ်မယ်အဲ့ဒီညမှာပဲနတ်သမီးလေးတွေဟာမင်းသားစီကိုသွားရောက်ပြီးအကြောင်းစုံကိုဖွင့်ဟပြောပြလိုက်ပါတယ်မင်းသားလေးလည်းအရာအားလုံးကိုနားလဲသွားပြီးချက်ချင်းပဲကျိန်စာတင်တော်အုပ်စီကိုထွက်ခါလာခဲ့ပါတယ်မင်းသမီးလေးအိပ်ပျော်နေတဲ့ကရင်နားကိုရောက်သွားတဲ့အခါမှာတော့သူမြင်လိုက်ရတဲ့အလှတရားကြောင့်အံ့ဩမင်သက်သွားခဲ့ပါတယ်ထို့နောက်မင်းသမီးလေးကိုအလွန်နဲ့ချိုင်းတဲ့ချစ်ချင်းမြတ်တာတွေနဲ့အသာအရာနမ်းရှုံလိုက်ပါတယ်။ဟိုးအံ့ဩစရာပါပဲ။အော်ရာလေးနိုးထလာခဲ့ပါပြီ။သူမနဲ့အတူတတိုင်းပြည်လုံးလည်းပြန်လဲနိုးထလာခဲ့ပါတော့တယ်။ဘာတွေဖြစ်ကုန်တာလဲ။နတ်သမီးလေးတွေကအဖြစ်ပြက်အားလုံးကိုချင်းပြလိုက်တဲ့အခါမှာတော့အော်ရာလေးဟာသူမကိုကယ်တင်ခဲ့တဲ့မင်းသားလေးအတွက်အလွန်ပဲကျေးဇူးတင်ပြီးကြည်နူးခဲ့ရပါတယ်။
မကြခင်မှာပဲမင်းသားလေးနဲ့မင်းသမီးလေးအော်ရာတို့ရဲ့ဗိတ်သိက်ခံပွဲကိုကျင်းပခဲ့ပါတယ်မင်းသားလေးကလည်းလှပတဲ့မင်းသမီးလေးကိုမြင်ချင်းကလေးကအချစ်စစ်နဲ့ချစ်မိနေခဲ့သလိုပဲမင်းသမီးလေးကလည်းသူမရဲ့စစ်မှန်တဲ့ဖူးစာခြင်းကိုရှာတွေ့သွားခဲ့ပါပြီဒီလိုနဲ့ပဲအိတ်ပျော်နေတဲ့မင်းသမီးလေးရဲ့ပုံမြင်လေးဟာဆွဲမက်စရာကောင်းတဲ့လှပတဲ့အဆုံးသက်လေးနဲ့အတူပြီးဆုံးသွားပါတော့တယ်ရှင်ပရိသတ်ကြီးတို့လည်းစိတ်ချမ်းသာကိုယ်ကျမ်းမာကြပြီးပျော်ပျော်ရွှင်ရွှင်နဲ့အေးချမ်းသာရတဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကျမကတော့ကာတွန်းရွာမှာအမြဲတမ်းအစီအစဉ်တင်ဆက်သူညင်ခေတ်တာပဲဖြစ်ပါတယ်ကျမတို့ကာတွန်းရွာပုံမြင်လေးတွေကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လေးလုပ်သွားပေးဖို့မမေ့နဲ့အောင်နော်ပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒါဆိုကျမတို့နောက်ထပ်ပုံမြင်ဇာတ်လမ်းကောင်းများစွာနဲ့ပြန်လည်ဆုံတွေ့ကြတာပေါ့ရှင်